တင်ငန်းညွန့်မြို့နယ်တွေကလုံငင်းအိမ်အတန်းဒီတစ်လုံးရောက်မှုရှိတာလေးကိုကျွန်တော်ပြပေးချင်ပါတယ်ဒီအိမ်လေးကတင်ငန်းညွန့်မြို့နယ်ဝေဇယနာဥယျာဉ်အိမ်ယာထဲမှာရှိတဲ့အိမ်လေးပါဒီကောင်ကဝေဇယနာလက်မှတ်ကနေဝင်လို့ရမယ်၄000ငွေလက်မှတ်ကနေလည်းဝင်လို့ရမယ်အိမ်ယာဝင်းထဲမှာဖြစ်တဲ့အတွက်လုံညုံလေးလည်းတော်တော်လေးကောင်းပါတယ်ခြံအကျယ်က60 80ရှိတယ်အိမ်ကတော့2ထပ်အာစီပါအထဲထဲမှာမာစတာဘရွန်2ခန်းစင်ငယ်ခန်း3ခန်းပါမယ်အဲခန်းနေဖျားခန်းနေလည်းတက်တက်ပါပါတယ်ပါကီခင်းထားပြီးတော့အဲကွန်းနေလည်းတက်ပြီးသားဆေးလည်းအသစ်တုပ်ထားပြီးသားအသစ်တက်နေရုံပါပဲအိမ်လေးကခြံထဲမှာဆိုရင်လည်းကား9စီး6စီးလောက်အသာလေးရက်လို့ရတယ်ရေကူးကန်ထဲဖို့အတွက်လည်းနေရာလေးကြံပါသေးတယ်ခြံလေးကထောက်ညံဖြစ်တယ်အုတ်တိုင်းလည်းပပတ်လေလူတည်းရဲ့အပြည့်ကာထားပြီးသားကျွန်တော်အခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလေးပဲအစင်းသင်းတက်နေရုံပါပဲဒီအိမ်လေးရောက်မဲ့ဈေးက3000ငွေခေါ်ထားပါတယ်ဈေးနှုန်းကိုတော့ပိုင်ရှင်နဲ့တိတိဆိုင်ဆိုတော့နည်းနည်းပါညှိနှိုင်းလို့ရပါသေးရဲ့ဒီနေ့မှာ3000ငွေဆိုရင်တကယ်လုံးချင်းအိမ်ကိုကောင်းကောင်းရဖို့နေရာကောင်းကောင်းရဖို့ကတော်တော်လေးရှားပါပြီဗျတကယ်လို့ပတ်စံ3000ငွေဝန်းကျင်လောက်နဲ့မှာအိမ်ကောင်းကောင်းလေးရှာနေရဆိုရင်တော့ဒီအိမ်လေးကဝယ်တဲ့အိမ်လေးလို့ကျွန်တော်အကြံပေးလို့ရပါတယ်တင်ငန်းညွန့်မြို့နယ်ဝေဇင်နဲ့ဥယျာဉ်ရဲ့အိမ်လေးပါစိတ်ဝင်စားတဲ့လူတွေဖုန်းဆက်လို့ရပါတယ်ကျေးဇူးပါ